ဆိုရင်တော့ဒါဗါလဲတစ်ချက်သားကိုဘယ်လောက်ဆိုတန်ဖိုးဖြတ်လို့ရပါမယ်သင်ကဖျားနဲ့ပြည့်နေရဆိုလို့ရှိရင်တင်ကတန်ဖိုးဖြတ်လို့မရတဲ့လူတစ်ယောက်ဖြစ်တယ်တကယ်လဲ originally တင်ကတန်ဖိုးဖြတ်လို့မရတဲ့လူတစ်ယောက်ဖြစ်ပါတယ်အဲဆိုဖျားဝိညာဉ်နဲ့ငကိုတွေကဖန်ဆင်းခြင်းခံထားတဲ့လူမို့လို့အဲ့ဒါကိုသိစေခြင်းဖျားဒီနေ့မှာ remind လုပ်ခိုင်းတယ်ဒါပေမဲ့အောက်ဖို့ရင်အပြင်ကလာတဲ့ထပ်ပြီးတော့မှဖြည့်ခြင်းနဲ့ဖြည့်ဖို့လိုအပ်တယ်လို့ဖျားဒီနေ့မှာနှိုးဆော်တယ်နောက်တစ်ခုဖျားကကျွန်တော်တို့ကိုတခင်ရှုပ်ဥမာပေးတဲ့ခါမှာဘာနဲ့ဥမာပေးလဲဆိုတော့အိမ်နဲ့ဥမာပေးတယ်ဟုတ်တယ်နော်ဗိမာန်တင်တို့ကဗိမာန်တော်ဖြစ်တယ်ဖျားရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတော့အဲ့ဆိုအိမ်ကလည်းနော်ဖြည့်တာနဲ့လိုက်ပြီးတော့မှကွာသွားတာကျွန်တော်မတရားမှစင်စင်နေနေလေနော်ဟိုမစင်နဲ့ဖြစ်လို့ရှိရင်ဘာဖြစ်သွားလဲဟိုကနော်နည်းနည်းတော့နားထောင်လို့မကောင်းဘူးဘာလို့ဆိုအိမ်သာဖြစ်သွားတော့ပေါ့ဗါလဲအိမ်သာလို့ခေါ်နော် toilet ပေါ့နော်မစင်ဖြစ်တဲ့အိမ်ကအိမ်သာဖြစ်သွားတယ်ဆိုတော့လူနဲ့ဖြစ်လို့ရှိရင်လူနေအိမ်ဖြစ်သွားတယ်လူမမာနဲ့ဖြစ်လို့ရှိရင်ဘာဖြစ်သွားလဲစိတ်ယုံဖြစ်သွားတယ်လူမိုက်တွေတောင်ကျမ်းတဲ့လူတွေလူသက်သမိုင်းနဲ့ဖြစ်လာမှာဖြစ်သွားတယ်ဆိုတော့အဲ့ဒီနေတဲ့နေရာထောင်ဖြစ်သွားတယ်အဲ့ဆိုဖြည့်တဲ့အရာနဲ့ပတ်သက်ပြီးတော့မှကွာသွားတယ်နော်ထောင်သွားခြင်းလားဆိုတော့သွားခြင်းဟုတ်နော်အဲ့လိုပဲကိုယ်ရဖြည့်တဲ့အရာနဲ့ပတ်သက်ပြီးတစ်ဖက်ပတ်ဝန်းကျင်ကလည်း reaction တွေပြောင်းသွားတယ်သင်ကတကယ်လို့ဖျားနဲ့ပြည့်နေဝိညာဉ်တော်နဲ့ပြည့်နေလို့ဆိုရင်တေချာပေါ့သင်အားဖြင့်လူတွေမြောက်မြောက်စားကောင်းကြီးဖြစ်ပြီးတော့မှသင်ကလူတိုင်းရဲ့ချစ်ချင်းမေတ္တာကိုလည်းခံရမယ်သူဖြစ်တယ်လူတိုင်းကကြည့်လိုက်တာနဲ့သဘောကျနှစ်သက်ခြင်းခံရတဲ့သူဖြစ်မယ်ယုံကြည်တယ်ဘာလို့ဆိုဖျားနဲ့ပြည့်နေတဲ့လူကတေချာပေါ့အဲ့ဒီလူရဲ့အသက်တာဟိုပြောမလဲနှစ်သက်စရာကောင်းတယ်ဖျားကိုယ်တိုင်နှစ်သက်တယ်လို့လူတွေလည်းသဘောပေါက်တယ်ဖျားနဲ့ပြည့်နေတဲ့လူဆိုလို့ရှိရင်အဲဆိုတော့ဖြည့်တာနဲ့ပတ်သက်ပြီးတော့မှဖျားခင်ကserious ထားခိုင်းတယ်အဲ့မနေ့ကပြောတဲ့ခါမှာလေဟိုဖြည့်ဟိုအိမ်ဆိုလို့ရှိရင်အိမ်မှာကျွန်တော်တို့ဘာရှိလဲဆိုတော့တကားပေါက်တွေရှိတယ်ဟုတ်ရနော်တကားပေါက်တွေကဘာလို့လောက်ထားလဲဆိုတော့အဝင်ထွက်ကိုစစ်ချင်လို့စစ်ထုတ်ချင်လို့လူတကာပေးဝင်လို့မရအောင်အိမ်ထဲကိုဟုတ်ရနော်တကိုးကြပိုးတွေပေးဝင်လာလို့ရှိရင်အိမ်ထဲမှာရှေ့အကုန်ပြောင်းသွားမှာပေါ့ဟုတ်တယ်မလားအဲ့ကြောင့်မို့အပေါက်ပိတ်ထားတာတကားကိုတချို့တွေအတွက်တော့ကအိမ်ရှင်မှာပဲရှိတာနော်ဆိုတော့လိုချင်တဲ့သူကအိမ်ရှင်လက်ခံတဲ့လူပဲဝင်လို့ရမှာတကားပေါက်တွေကအဲ့ဒါ filter တွေစစ်ချတဲ့အရာတွေပေါ့တင်သက်တာထဲမှာလည်းအဲ့လိုပဲเนาะကျွန်တော်တို့ကအိမ်တကားပေါက်တွေကလုံအောင်ပိတ်ပြီးမဲ့လေကျွန်တော်တို့ဘဝတွေကိုအဲ့လိုမျိုးဝင်ကျင်တာတွေဝင်ထွက်ချင်တာတွေထွက်တစ်ခါချို့ရကွန်ပျူတာကြတယ်အဲ့ကြောင့်မို့ကမောက်ကမတွေဖြစ်နေတာကျွန်တော်တို့တွေကဟိုเนาะငွေကြေးတွေเนาะကျို့လူလိန်တွေကိုကွန်ပျူတာတွေဆိုလို့ရှိရင်ဘာဖြစ်မလဲကိုဘဝထဲမှာပတ်စံတွေလိန်ခံရเนาะကိုယ်နဲ့ကိုမပြေမလဲတွေဖြစ်အဲ့လိုအမျိုးမျိုးဖြစ်တတ်တယ်เนาะအဲ့ကြောင့်မို့အဖွင့်ပိတ်တွေကအရန်ရေးကြည့်တယ်စစ်ထုတ်ဖို့လိုတယ်သင်ဘဝတွေကိုပေးဝင်ဖို့လေအဲ့ဒါကိုဖျားခင်ကဒီနေ့မှာတတိပေးသင်ရဲ့ဘဝအသင်းတော်နော်မိသားစုအကုန်လုံးပေးဝင်လို့မရဘူးဆိုတဲ့အကြောင်းကိုဖျားခင်ကတကားပေါက်နဲ့စကားပြောတယ်ဒီတကားပေါက်မှာဆိုအများကြီးကျက်ပြတ်နေကျွန်တော်တို့ရဲ့ဘဝရဲ့တကားပေါက်လည်းရှိတယ်လို့တကားပေါက်ကခရစ်တော်ဘာပြောလဲငါဒီတကားဝါမှာရဲ့ရွေခောက်ရက်နေ၏တဲ့အကျဉ်သူဒီတကားကိုဖွင့်ရန်ငါကထိုသူနဲ့ဝင်ပြီးတော့မှစားတော့မယ်လို့ပြောတယ် Jesus နဲ့သင်ကယဉ်ကျေးကြောင်းမှုရလိမ့်မယ်နံပါတ်1သင်ကိုတကားခောက်နေတာ Jesus ဖြစ်တယ်ဒီဘက်တာလုံးမှာ Jesus ကိုဘယ်လိုနေရာပေးတယ်အဲ့တော့ခဏလောက်ပြန်စဉ်းစားရအောင်ဘယ်အချိန်နေမှာဝင်ခွင့်ပေးလဲ Jesus နဲ့ဘယ်အချိန်မှာစကားပြောလဲကျွန်တော်မပြောဘဲနဲ့ကိုကျွန်တော်ခဏလောက်ပြန်ပြီးကျွန်တော်လည်းစဉ်းကြည့်ရမယ်ဆိုတော့တကားပေါက်တွေကိုဖွင့်ပေးရမယ်တယောက်ရှိနေတယ်ဒါကဖွင့်ကိုဖွင့်ရမယ်သူဖြစ်တယ် Jesus က personal ဖြစ်တယ်ပြီးလို့ရှိရင် Holy Spirit ဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်တကားဖွင့်ပေးပါအဲ့ဆိုတော့ဒီအခုခဏလေးဆုံးဖြတ်စေခြင်းတယ်ငါ Jesus ကိုဘယ်အချိန်မှာတကားဖွင့်ပေးမလဲတန်ရှင်သောဝိညာဉ်တော်ကိုငါရဲ့အသက်တာထဲမှာဘယ်အချိန်တကားဖွင့်မလဲတနေ့ကုန်ဖွင့်ထားမယ်လို့မပြောနဲ့เนาะကျွန်တော်တို့ကအလုပ်တွေရောက်သွားလို့ရှိရင်အလုပ်ဘက်မှာ focus ရောက်သွားပြီးတော့မှမေ့သွားတယ်အဲ့ဆိုတော့သူနဲ့ personal time နှစ်ယောက်တည်းတွေ့ပြီးတော့မှတီးတန့်တကားဖွင့်ပြီးစကားပြောဖို့ရင်းနှီးစွာစားတောက်ဖို့အတွက်အချိန်တစ်ခုပေးရမယ်သတ်မှတ်ရမယ်အဲ့ဆိုတော့โอเคတတ်မရအောင်အဲ့ခဏလောက်မျက်စိမိတ်ပြီးတော့မှဆင်ကျင်သေးခြင်းနဲ့ပြီးတော့မှဒီနေ့ဆင်ကျင်သွားတဲ့အချိန်ကတကယ်ဖြစ်နိုင်တဲ့ဟာကိုပဲဘုရားကိုစကားပြောပါပြီးတဲ့အခါမှာတကယ်ပဲအဲ့ဒီတိုင်းဒီတစ်ပတ်လုပ်ကြည့်အောင်စမ်းကြည့်တဲ့အခါမှာတင်းသက်တာတွေမှာထူကြပြောင်းလဲမှုတွေ့ရလိမ့်မယ်အဲ့တော့ခဏလောက်မျက်စိမိတ်ပြီးတဲ့အခါမှာကျွန်တော်ဆင်ကျင်ကြည့်အောင် Jesus ကိုပဲအချိန်မှာတကားဖွင့်မလဲတရှင်တော်ဝိညာဉ်တော်နဲ့ပဲအချိန်မှာ seriously စကားပြောမလဲဘယ်သူနဲ့မှပြောလို့မရအောင်အဲ့အချိန်မှာဘယ်သူမှသင်ဝင်ခံလို့မရအောင်စိတ်နဲ့ဖျားနဲ့နှစ်ယောက်တည်းပဲချင်းချက်ပြီးတွေ့ဆောင်မယ်ချင်းဖြစ်တယ်။သင်မောင်နှမလည်းမရဘူး။သင်မိသားစုလည်းမရဘူး။သင်ခင်ပွန်းလည်းမရဘူးဖြစ်တယ်။ဒီနဲ့ဖခင်နဲ့နှစ်ယောက်တည်းပဲတွေ့ရမယ်ချင်း serious ဒီကောင်ကဒီအချိန်နာကြီးကအဲ့ဒီရဲ့တကားဖွင့်မဲ့အချိန်ကသင်ကိုကောင်းကြီးဖြစ်စေမယ့်အချိန်ဖြစ်တယ်။အဲဒါဆိုခဏလောက်စကားပြောပါ။ Hallelujah ကိုရှင်ပြ
ရုပ်စင်ကိုနှိုးဆော်တော်မူပါโอเคအချိန်နာရီတွေထွက်လာမယ်လို့ယုံကြည်တယ်ထွက်လာကြလားမသိနော်ဘယ်နှစ်နာရီသတ်မှတ်လိုက်လေတော့ကျွန်တော်မသိဘူးအဲဆိုရေးချပေးပါဖုန်းရှိရဆိုလို့ရှိရင်ဖုန်းမှာရေးချပေးပါပြီးလို့ရှိရင်ကိုယ့်ရဲ့ဂတိကိုနောက်တစ်ပတ်စနေနေ့မှာတိမတိနော်ချက်လောက်ရေးချပေးပါဖုန်းမှာရေးချပေးပါဖုန်းမှာရေးချပေးပါတစ်ချက်လောက်ဖုန်းမှာရေးချပေးပါโอเคကျွန်တော်အချိန်ပေးပါမယ်ဖုန်းမှာဘယ်နှစ်နာရီဘယ်နှစ်မိနစ်မှာဖះနဲ့တွေ့မယ်အချိန်ဘယ်လောက်ယူမလဲโอเคနော်အဲ့ဒါကတင်ဖះကိုတကားဖွင့်မယ်အချိန်ဖြစ်တယ်ကျန်တဲ့လူတွေအားလုံးတော့တင်တကားပိတ်ရမယ်အချိန်ဖြစ်တယ်ဖုန်းလည်းပိတ်ထားမယ်ပြီးလို့ရှိရင်မိသားစုတွေအကုန်လုံးလည်းပိတ်ထားမယ်ပြောမယ်ဒီချိန်ကဖះနဲ့ချိန်မှာမလို့ခဏလောက် be quiet and stay away from me နော်အဲ့ဒါကျွန်တော်အားပေးတယ်ဟုတ်ပြီဒီကောင်ကတင်တကားဖွင့်ရမယ်အချိန်အားလုံးရေးနေကြမယ်လို့ယုံကြည်တယ်yes okay အဲ့တော့အားလုံးရေးပြီးပြီဆိုလို့ရှိရင်လက်ထောင်ပေးရအောင်အားလုံးရေးပြီးပြီဆိုရင်လက်ထောင်ပေးရအောင်ဆိုတော့မတ်ဝါဘယ်နိုင်လောက်ဖျားနဲ့တွေ့မယ်ဘယ်9နိုင်အဲ့နေပြီးဘယ်နိုင်ထိလဲ9နိုင်ဘယ်နိုင်ဝဲပေါ့နော် okay အဲ့တော့မရောဆိုင်အောင်ဘယ်နိုင်လောက်ဖျားနဲ့တွေ့ချင်တယ်မအိတ်ခင်တနိုင် yes so good အဲ့တော့မင်းပိုင်အောင်ဖျားနဲ့ဘယ်နိုင်လောက်ချိန်ပေးချင်လဲ9နိုင်ရနေစမယ်10နိုင်ထိလားဘယ်နိုင်ထိလဲ17နိုင်ထိ wow wow hallelujah အာမင်ရှေ့ကြီးဖြစ်တယ်နော်ကဲမမဇာကွန်ရောမမဇာကွန်ရောဘယ်ချိန်တွေ့မလဲဖျားနဲ့မိခင်ဘယ်နိုင်လောက်တွေ့မလဲတနိုင်ခွဲ yes wow เนาะအချိန်ရှည်ကြီးတွေတွေ့ကြရเนาะကျွန်တော်အကုန်လုံးတော့မပေးတော့ဘူးเนาะအဲဆိုတော့ဒီမှာပဲရက်လိုက်တော့မယ်အရန်ကောင်းမြတ်တယ်အဲဆိုတော့ဒီတစ်ပတ်မှာ promise เนาะဒီ promise ကိုတည်နိုင်မနိုင်ကိုကြည့်အောင် okay ဆိုတော့ဆက်သွားမယ်မနေ့ကအန်ဒီနဲ့လည်းစကားပြောရင်เนาะတကားပေါက်တွေအကြောင်းเนาะဒါအတင်ဖွင့်တဲ့တကားเนาะကောင်းကင်မှာဖျားဖွင့်မဲ့တကားရှိသေးတယ်ကျွန်တော်တို့မာနတွေကြည့်ပြီးတော့ဒီချိန်မှာဖျားတကားမဖွင့်ကောင်းကင်ရောက်ရင်နာနာရစရာရှိရเนาะသင်ကခရစ်တော်ကိုယုံကြည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်ရောက်မှသိကြပါမယ်အဲ့ထဲမှာလည်းအတွင်းဆုံးခန်းနေရှိသေးတယ်ခန်းတိုင်းတတိုင်းတိုင်းကိုသင်ဝင်လို့မရယုံကြည်သူတိုင်းဝင်မရှိဘူးထွာလာလုံနေတဲ့လောကမှာเนาะဘုရားစကားနားမထောင်ဘူးလှုပ်ချင်တာတွေလှုပ်ပောက်ကရတွေဖြစ်နေတဲ့ဖွဲ့တွေကတော့ကောင်းကင်မှာငိုကြွေးရမယ်ဘာလို့ဆိုတော့ဘုရားနဲ့ယဉ်ဤကြောင်းဝင်တဲ့ဖွဲ့တွေသွားမဲ့နေရာတွေရှိနေသေးတယ်ဘုရားနဲ့ယဉ်နေတဲ့သူတွေရမဲ့အခွင့်အရေးတွေရှိနေသေးတယ်အဲကြောင့်မို့cricket တွေညင်ရပြီဆိုပြီးတော့မှငါတို့ cricket တွေညင်ရပြီကောင်းကင်ရောက်ပြီးသားပဲဆိုပြီးတော့မှလှုပ်ချင်တာတွေလှုပ်ပြောချင်တာတွေပြောနေဖို့တော့ဘုရားကခွင့်ပြုထားမှာမဟုတ်ကောင်းကင်မှာသူ့ဟာနဲ့သူစုကျေစုတွေရှိအောင်မယ်သူ့နေရာနဲ့သူကောင်းကြီးမင်္ဂလာတွေကကွဲပြားသွားအောင်မှာဖြစ်တယ်အဲကြောင့်မို့ဒီဗီဒီယိုကနေကြည့်နေတဲ့သူတွေဆိုရင်လည်းပြောချင်တယ် this is one ဖြစ်တယ်ဆိုတော့တခုကပါလဲဆိုအချိန်မကြံတော့လို့နောက်ဆုံးတော့ကလာရောက်နေပြီဆိုတာလည်းအားလုံးနဲ့သိနေပြီဆိုတော့နော်okay အဲဆိုတော့ကောင်းကင်မှာယေရုရှလင်မြို့တည်းရဲ့တကားပေါက်တွေရှိတယ်အဲ့တကားပေါက်တွေမှာစောင့်နေတဲ့သူတွေရှိတယ်အကုန်လုံးမဖွင့်ပေးဘူးဖြစ်တယ်အကုန်လုံးဖွင့်ပေးမရှိဘူးအားကြောင့်မို့ငါတို့ကယ်ရင်ရပြီးသားပဲနေကြသူနေမယ်ဆိုရင်ကောင်းကင်မှာလည်းတင်နေဖြစ်နေမှာပဲဒါတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုဖြစ်တယ်နော်အဲဆိုတကားပေါက်တွေနော်တင်ကလည်းဖွင့်ပိတ်ရှိတယ်လို့ဖျားမှာလည်းဖွင့်ပိတ်ရှိတယ်အဲ့ဒါတခုတတိပေးပါလို့ဖျားခင်ဟာကျွန်တော်နှိုးဆိုတာဖြစ်တယ်နော်ရတယ်နေကြသူနေလို့ရပြီကောင်းကင်မှာလည်းဖျားခင်ကဖွင့်ချင်မှာလည်းဖွင့်မှာမသိဘူးကောင်းကင်တကားငရဲတကားပေါက်ကလည်းတင်တော့ပိတ်သွားပြီသိကြတယ်ဒါပေမဲ့ကောင်းကင်မှာအစင်နေတယ်လေနော်ဝင်မရတဲ့နေရာတွေရှိနေတာဖြစ်တယ်အဲ့ရောက်မှဝင်လို့မရအောင်ဆိုပြီးဘုရားကို complain ချိန်မှာတက်လို့မရတော့ဖြစ်ပဲနော်ဒီချိန်မှာပြင်ဆင်ရမယ့်ချိန်ဖြစ်တယ် yes အဲဆိုတော့ဒါကတကားတွေနဲ့ပတ်သက်ပြီးတော့မှနော်အိမ်တွေမှာတော့မှအဲ့လိုမျိုးတကားတွေအဖွင့်ပိတ်နဲ့ပတ်သက်ပြီးတော့နော်အရန်နဲ့ဘယ်လိုပြောမလဲ effect တွေများတယ်နော်ညဘက်ကြီးကိုတကားမဖွင့်မပိတ်ပဲနဲ့ဂျပန်မှာတော့နည်းနည်းတော့ safe ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာလည်းနော်အမျိုးမျိုးကြားရတယ်နော်အိမ်တကားကိုလာခိုးဖွင့်ပြီးတော့မှဗီဒီယိုထဲမှာဝင်နေတာတို့နော်အဲ့ရှင်မရှိတဲ့အချိန်မှာဟင်းတွေထွက်စားထမင်းတွေထွက်စားရေတွေချိုးနေရတော့ကြားကြဘူးလားမသိဘူးเนาะအဲ့ဒီသတင်းတွေတွေ့ရတယ်အဲ့ဆိုတော့တကားဖွင့်ပိတ်ကအရန်အရေးကြီးတယ်ဒီเนาะအဲ့ဆိုတော့အိမ်တကားတွေတောင်မှအရေးကြီးဆိုတင်းရဲ့ဘဝကအရေးကြီးတယ်တချို့လူတွေကလေငွေကြီးကြက်တယ်နေတာဘာမှမဟုတ်ပောက်ကက်လူတွေပေးဝင်တာလို့ဘဝထဲမှာအဲ့ဆိုပတ်စံရန်သုံးတဲ့ပေါင်းသင်းတွေကွာအပျော်ပါရန်မှတ်တဲ့ပေါင်းသင်းတွေနဲ့တကားဖွင့်ပြီးပေါင်းသင်းနေမယ်ဆိုလို့ရှိရင်
သင်ရဲ့ငွေဝင်ပေါက်ကတလို့ဟောထွက်နေမှာပဲပြီးလို့ရှိရင်ပတ်စံအရန်ချီးတဲ့လူနဲ့တွားပေါင်းပြီးလို့ရှိရင်လည်းသင်ကဘယ်တော့မှသင်ရဲ့ဝင်ငွေကတိုးပွားလာမှာမဟုတ်တော့ချီးတဲ့ဖွဲ့တယ်မှာပဲသွားနေမှာအဲဆိုတော့ yes ဒါကဘုရားဟိုသူတွေပြောခိုင်းလို့ကျွန်တော်လည်းမသိဘူးနောက်ငွေကြေးကိုလည်းဘုရားခင်ပေးတဲ့ငွေကြေးဖြစ်တဲ့ကြောင်းပေါ့နော်ဘယ်လိုပြောမလဲပညာတတိရှိစွာနဲ့သုံးဆွဲဖို့ဖြစ်တယ်ပေါ့နော် yes အဲ့ဒီအရာကိုကျွန်တော်တို့လည်းအခုကျွန်တော်ဖြတ်သန်းနေတဲ့အရာတစ်ခုဖြစ်တယ်နော်ဟုတ်ပြီအဲဆိုတော့ကျွန်တော် filter တွေထဲမှာပြောမယ်ဆိုလို့ရှိရင်ဖျားပေးတဲ့အဲ့ဒီဟုတ်ပြီအိမ်မှာကတော့မြင်သားတွေနော်တကားကိုဖွင့်လိုက်လို့ရှိရင်အပိတ်လို့ရှိရင်ဝင်လို့မရတော့ဘူးကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့ life မှာဘယ်ဟာတွေကတကားပေါက်တွေလဲဆိုပြီးတော့မနေ့က podcast မှာလည်းပြောပါတယ်အဲဆိုတော့ပြီးတော့ filter ဘယ်ဟာကတင့်ကိုပိတ်ဆို့ပေးနိုင်လဲဆိုတာရှိတယ်နှစ်ခုအဲ့ဒါကဘာလဲဆိုတော့နံပါတ်1ကတက်ရှင်သောဝိညာဉ်တော်တက်ရှင်သောဝိညာဉ်တော်က filter ဖြစ်တယ်သင်ဝိညာဉ်တော်ကိုရတာတဲ့အခါမှာသင်စီကိုဘယ်ရာတွေဝင်ရမလဲဘယ်ရာတွေကိုပေးမဝင်အောင်လဲဆိုဝိညာဉ်တော်ကစကားပြောတယ်ဝိညာဉ်တော်ရှင်းရှင်းလင်းလင်းစကားပြောတယ်အဲ့ချိန်မှာဒါပေမဲ့အဖွင့်ပိတ်ကိုသင်ကိုယ်တိုင်လုပ်ရမှာဝိညာဉ်တော်ကဒီလူကတော့မင်းနဲ့မဆိုင်ဘူးဒီလမ်းကတော့မင်းမသွားရဘူးဒါကမင်းမလုပ်ရဘူးဆိုတဲ့ဟာကိုအထဲထဲမှာပြောတယ်တေချာပေါက်အရောက်စီတိုင်းအဲ့ဒီအရာကိုဘုရားရဲ့ဝတ်နေကိုခံစားဖို့မယ်ဒါပေမဲ့လုံးမလုံးဆိုတော့ကိုယ်တိုင်သိတယ်ချို့တွေကြတော့ဘုရားကဒီလူဘေးမဝင်နဲ့ဒီလူကမင်းတော့မဟုတ်ဘူးလို့ပြောပေမဲ့ဖွင့်ပေးလိုက်တယ်အဲဆိုတော့ဘဝမှာဟိုလူကအဲ့ဒီလူကဝင်ရောက်ပြီးချဲ့လိုက်ပြီးလှုပ်ချင်တယ်လို့လုပ်တယ်အဲ့ခါအဲ့ဒီရဲ့ကောင်းကြီးဆိုခြင်းကိုကျွန်တော်ကိုယ်တိုင်ခံစားရတယ်ဒါပေမဲ့ဘုရားကတော့တူတာသမီးကိုအဆုံးအထိမပို့ဘူးပြန်လဲပြီးဆွဲထုတ်တယ်ပြန်ပြီးတော့မှကဲ့တင်တယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုပြောမလဲ waste ဖြစ်တယ်ကျွန်တော်တို့ရဲ့ energy တွေငယ်ရွယ်မှုတွေကျွန်တော်တို့ရဲ့ငွေကြေးတွေပိုင်ဆိုင်မှုတွေက waste ဖြစ်တယ်ခိုးတာလေနော်စာရန်ကပါလဲခိုးဖို့တတ်ဖို့ဆိုတော့ရသမျှအပေါက်ကိုရှာနေတာသူကအဲ့ကြောင့်မို့အဲ့ဒီရဲ့အတင်းရဲ့တကားပေါက်တွေမှာတကားပေါက်တွေပြီးရင်ဆက်ပြောမယ်ဘယ်ຢာတွေကတကားပေါက်တွေလဲဆိုတာကျွန်တော်တို့ရဲ့ဘဝမှာဘယ်ຢာတကားပေါက်တွေလဲအဲ့ဒီရဲ့တကားပေါက်တွေမှာတက်ဆင်ရမယ်နှစ်ခုရှိတယ်ဒါပေမဲ့တက်ဆင်ရမယ့်အရာလို့ပြော filter လို့ပြောပေမဲ့နော်ဟိုပစ္စည်းလို့မတတ်မှတ်စေချင်ဘူးဖျားတက်ရှင်သောဝိညာဉ်တော်ဖျားဖြစ်တယ်ဒီကအခုဒီကာလမှာအလုပ်လုပ်နေတဲ့ main sensor ဖြစ်တယ်သင်king ရဆိုချက်ချင်းသူကစကားပြောတာဖြစ်တယ်ဝိညာဉ်တော်ကထူးထူးခြားခြားလုပ်တယ်ဒါပေမဲ့အဲ့ဒီ sensor ကို off လုပ်ထားမလား on လုပ်ထားမလားသင်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်နော်အဲ့ဆိုတော့ဝိညာဉ်တော်ဖြစ်တယ်နောက်နံပါတ်2ကကြတော့နှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကျွန်တော်ကျမ်းစာတွေဖတ်တယ်အချီးနှီးမဖြစ်ဘူးနော်ဘုရားခင်ကပြောပြီးသားငါရဲ့နှုတ်ကပတ်တော်ကအချီးနှီးမပြန်ရဘူးလို့ပြောတယ်အားကြောင့်ဖတ်တာဖတ်နားမလည်လည်းဖတ်ထားတဲ့အခါမှာတစ်ခုကြုံတိုင်းမှာအဲ့နှုတ်ကပတ်တော်ကထွက်လာတယ်အဲ့ဒါကြီးကစံစာပဲခုကျွန်တော်တို့ဟိုကွန်ပျူတာတွေမှာလေ antivirus ဆက်ထားတယ်ကျွန်တော်တို့ကlink တစ်ခုတည်းဝင်လိုက်လို့ရှိရင်အဲ့ဒီ link ကမမှန်တော့ဆိုလို့ရှိရင်တင်းဆိုအနီတွေပြလာတယ်ပြောရှင်ရက်လိုက်ပါတော့ဆိုပြီးတော့မှစာတန်းတွေပေါ်လာတယ်ဒါပေမဲ့ကျွန်တော်မရက်ဘူးစက်ဝင်နေတယ်ဆိုရင်အဲ့ဒီ virus ကကူးမှာပဲကွန်ပျူတာတွေကိုကွန်ပျူတာရဲ့ data တွေအကုန်လုံးဖျက်ပလိုက်မှာအဲ့လိုပဲဒီကျွန်တော်တို့နှုတ်ကပတ်တော်ကလည်းအတူတူပဲတကူရမ်းရှိတယ်ကျွန်တော် live ထဲမှာအန်ဒီရဲ့များတဲ့ဟာတွေဝင်လာပြီဆိုတော့တော်ချက်ချင်းသတိပေးတယ်ဒါပေမဲ့အန်ဒီရဲ့သတိပေးချက်ကိုနားမထောင်မဲနဲ့ဆက်သွားလို့ရတယ်ကျွန်တော်တို့ကအဲ့ဆိုတော့အန်ဒီရဲ့ကြာရောက်လိမ့်မယ်ဖခင်ကတော့သတိပေးတယ်ဒါပေမဲ့အန်ဒီရဲ့သွားမသွားအန်ဒီရဲ့ဇုံနဲ့ဝင်မှုရဲ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်အဲ့ဒါကိုဖခင်ကဒီနေ့မှစကားပြောတယ်အဲ့ဆိုတော့အဓိက sensor နှစ်ခု filter နှစ်ခုကနံပါတ်1တန့်ရှင်းသောဝိညာဉ်တော်နံပါတ်2နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုဖခင်ကပေးထားတယ်တကယ်လည်းတကိုးနဲ့ပြည့်စုံတယ်ဒါပေမဲ့အဲ့နှစ်ခုကိုအလုပ်လောက်ခွင့်ပေးမပေးကျွန်တော်တို့ကယူမယူပါကျွန်တော်တို့နဲ့ဆိုင်တာဖြစ်တယ်အဲ့ဒါဆိုတော့ဟုတ်ပြီဆိုတော့ filter တွေเนาะ filter တွေလို့ပြောတဲ့အခါမှာဟိုတကားပေါက်ကမြင်တာတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုရိုနာဖြစ်တဲ့အချိန်မှာဘာတက်လဲဆို mask တွေတက်ကြတယ်နော် mask တွေတက်တယ်အဲ့လည်း filter ပဲလေဘာလို့ဆိုတော့လေထုထဲမှာကိုရိုနာပိုးတွေကပြန့်နေတာလေအဲ့တော့အဲ့လူတွေအများကြီးတည်ကြရလေတင်မာလဲကြောက်ကျွန်တော်ဘာလုပ်ကြလဲလက်တွေဆေးကြတယ် mask တွေတက်ကြတယ်เนาะ mask မပါဘဲနဲ့မသွားကြပါနဲ့ဘယ်နေရာမှာလက်မခံဘူးလေ mask မပါရင် mask တက်ခိုင်းရထားထဲမှာလည်း mask မပါဘဲသွားလို့မရအောင်အဲ့တော့ဆိုเนาะအပြင်းနေပါတော့သွားဖို့အရန်ခက်ခဲတယ်အဲ့ဆို mask တက်ခြင်းကအပြင်ကလေထုတွေက virus တွေတင့်တယ်မဝင်ဘူးဖြစ်တယ်เนาะအဲ့လိုပဲကျွန်တော်တို့ဒီဝိညာဉ်တော်နဲ့နှုတ်ကပတ်တော်ကစာရန်လွတ်ထားတဲ့ virus တွေမကူဘူးတချို့မနေ့က focus မှာကျွန်တော်ပြောပြီးသားတချို့ရဲ့ဝိညာဉ်ရေးရတယ်မတိုးတက်ဘူးမကြမ်းပါဘူးပိန်လိန်ညာပဲဘာမှဟိုလူယုံမပေါက်ဖျားဖြစ်စီခြင်းတဲ့အတိုင်းလည်းမသွားဘူးသူ့ထဲမှာ potential တွေအများကြီးပဲတကယ်ဖြစ်နိုင်တယ်ဒါပေမဲ့ तू ကဘာမှမတိုးတက်ဘူး तू ဘဝကြီးကဆုပ်ယုပ်နေတယ်အဲ့လိုလူတွေရှိတယ်စီးပွားရေးမှာကြည့်လို့ရှိရင်လည်းမအောင်မြင်ဘူး
အရန်ဆုံးရှုံးမှုတွေများတယ်နောက်တစ်ခုကကြတော့သူတို့ကျမ်းမာရေးတချို့ကျမ်းမာရေးလုံးဝမကောင်းတကယ်တော့ဖခင်ကသူ့ကိုပေးထားပြီးသားက originally ကျမ်းမာတဲ့ခန္ဓာကိုယ်ဖြစ်တယ်ဒါပေမဲ့ तू ကမကျမ်းမာနေဘူးဘာလို့လဲဆို virus မိနေရလေစာရန်ထည့်ပေးလိုက်တဲ့ virus ကို तू ကရသွားတာဘာလို့ဆို तू ကမတက်ထားလို့ filter မတက်ထားလို့အဲ့ဒီ filter မရှိတဲ့ခါကျတော့ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရနေတာစာရန်ကအဲ့ဆိုတော့စာရန်ပေးလိုက်တဲ့ယောဂတွေရတယ်စာရန်ပေးလိုက်တဲ့ဆင်းရဲခြင်းတွေရတယ်စာရန်စီကပါလာတဲ့တက်မှတ်ခြင်းတွေဒုက္ခတွေအကုန်ခံရတယ်ဘာလို့ဆိုတော့ရှိသမျှအပုတ်တွေအကုန်ဖွင့်ထားလို့စာရန်ကဝင်ပြီးတော့လုပ်ချင်တယ်လို့လုပ်လို့ရနေတာဖြစ်တယ်ဘာလို့ဆိုတော့တင်ကိုယ်တိုင်ပါမစ်ပေးလို့ဖြစ်တယ်အဲ့မှာမနေ့ကပြောတဲ့ထင်မှာပါလဲဆိုတော့ကျွန်တော်တို့ဟုတ်ပြီတက်ဆင်ရမယ့် filter တော့နှစ်ခုပဲဝิญဉ်တော်နဲ့နှုတ်ကပတ်တော်လုံလောက်တယ်နော် update ဖြစ်တယ်သာဝရကာလဒီ update ဖြစ်တယ်ဒီနှစ်ခုပဲတင်ရထားရင်တင်ဘဝတစ်ခုလုံးလုံလောက်တယ်အဲ့ဒီဟာကိုဘယ်မှာတက်မလဲဆိုတာရှိတယ်အဲ့ဆိုတော့ဘာလဲဆိုတော့နာနံပါတ်1ကနားမှာအဲ့ဒီ filter တက်ရမယ်ဆိုတော့ဗါရဲလေယောမ10စက္ကွန်မှာတို့ဖြစ်၍ယုံကြည်ခြင်းဤကြားနာခြင်းအဖြစ်ဖြစ်ဤကြားနာခြင်းဤဖျားသခင်စကားတော်မှာဖြစ်ဖြစ်ဒီနားကိုတင်ဖွင့်ထားတယ်ဆိုလို့ရှိရင်တင်နားထဲမှာအကုန်ကြားလာနိုင်မယ်အဲ့ကြားလာနေစပြီးတော့ဘာဖြစ်လာလဲဆိုယုံကြည်ခြင်းဆိုတာဖြစ်လာတယ်အဲ့ဒါဆိုတော့တင်ရဲ့နားကိုရှိသမျှအကုန်လုံးတော့ဖွင့်ပြီးနားထောင်ဖို့မဟုတ်ဖျားစကားပဲဖွင့်လာပြီလောကစကားနဲ့စာရန်စကားကိုပိတ်တာတင်ရဲ့ filter အဲ့ဒီမှာလုပ်ပါစေအစွမ်းကကျွန်တော်ပြောထားတဲ့ဝิญဉ်တော်နဲ့နှုတ်ကပတ်တော်အလုပ်လုပ်တယ်နော်စာရန်စကားလာရင်အချက်ပြတယ်ဒါငါစကားမဟုတ်ငါစီရလာတာမဟုတ်ဆိုတော့တကယ်ဝิญဉ်ကသိတယ်အဲ့ခါကျရင်တင်ပိတ်လိုက်တော့တင်နာကိုပိတ်ပြီးတော့ယုံကြည်ခြင်းတိမသွားစေနဲ့ဒီထဲထဲတိမဝင်စေနဲ့ဘာလို့ဆိုအထဲတိပေးဝင်လိုက်လို့ရှိရင်ယုံကြည်ခြင်းဖြစ်သွားဥပမာစာရန်ကနေပြီးတော့မှပြောတယ်မင်းကတစ်သက်လုံးလူရုပ်ပေါက်မှာမဟုတ်တစ်သက်လုံးချမ်းသာနိုင်မှာမဟုတ်တစ်သက်လုံးမကြမ်းမအောင်ဆိုတဲ့စကားလာလို့ရှိရင်အားလုံးကျွန်တော်ပြောကြည့်မယ်နားထောင်ကြည့်အဲ့ဒါဘုရားစီကလာဖြစ်မလားလုံးဝမဟုတ်ဒါပေမဲ့ကျွန်တော်တို့ကနားထောင်လိုက်ပြီးတော့မှဟုတ်မယ်ထင်တယ်နော်ဟုတ်မလားမသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးနားထောင်လိုက်မိတယ်မစစ်ထုတ်လိုက်ဘူးဆိုအစောကသိရလေဒါဘုရားစီကလာတာမဟုတ်ဘူးသိရကမှာကြတော့ထွက်လိုက်တော့နားတွေကဒီနားဝင်နားဒီဘက်အထွက်မခံနဲ့ဒီမှာနေမဲ့ပိတ်လိုက်တော့ပေးမဝင်နဲ့တော့အဲ့လိုဆိုရင်ဒီထဲကိုမရောက်တော့ဘူးတင်မယုံတော့ဘူးဒါပေမဲ့ယုံကြည်ခြင်းကကျမ်းစာကျမ်းဖြစ်တော့ပြောရမလားသွားနာထောင်ပြီးရလေနော်တချို့တွေဆိုပေါ်တာရှိရလေအရင်ကြီးတတ်တဲ့ဖွဲ့တွေရှိတယ်ပူလောင်တော့ချင်းလောင်ကြားပါများလာတော့သူ့ပူရကိုယ်စီရောက်လာကိုကပါယုံလာတာငါဟာပူတယ်ကြီးဖြစ်လာတာတမျိုးငါလေမကျမ်းမာတဲ့ဖွဲ့တချို့ရှိမကျမ်းမာတဲ့ကျွန်တော်ညီးကြီးညာလေဒီမကောင်းဖျားတဲ့ဟိုခေါင်းကနာလိုက်ခြေထောက်ကနာလိုက်ဘိုက်ကနာလိုက်တစ်ချိန်လုံးညီးတယ်သွားတော့ကိုကပါနာလာတော့ဖြည်းဖြည်းနဲ့ကိုမှပါဆိုင်နေရပြလာဘာလို့ဆိုတော့ကြားရင်လည်းကိုကလိုက်ယုံပြီးကိုကပါလိုက်ဖြစ်လာတယ်နော်အဲ့ဒါဆိုတော့အဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်ကျွန်တော်ကဘာတော့မှဆိုတော့ပိတ်ထားလိုက်ပြီးတော့မှစစ်ထုတ်လိုက်ရမှာလက်မခံရအောင်နော်အဲ့ဒါဆိုမှအဲ့တကားအဲ့ဒီရဲ့ filter နားရဲ့ filter အရင်ရေးကြည့်တယ်စာရန်ကမင်းကရုပ်ဆိုးတယ်လို့ပြောတာနားထောင်လို့ရှိရင်ကြလာတော့ဂျုံလာတော့ကိုရုပ်ဆိုးတယ်ဆိုတာဘလောက်ပြင်းမလာတော့နော်အဲ့ကြလှကျင်တဲ့ main ကလေးတွေကစာရန်ပြောတယ်မင်းရုပ်ဆိုးတယ်ဆိုတာယူဂျုံလို့မရအောင်ဖះပြောတယ်မင်းကအလှဆုံးနော်ဖះဆုံးငါရဲ့မျက်စံတော့မင်းကငါရဲ့တတို့သမီးအလှဆုံးတတို့သမီးယုံမှာအဲ့ဒါတွေယုံများယုံဆိုလို့ရှိရင်တကယ်ပဲသင်ရဲ့ဘဝရဲ့တင်ယုံကြည်တဲ့ဖြစ်လာမှာလေနော်ယုံကြည်ခြင်းကျမ်းနာခြင်းအဲ့ယုံကြည်ခြင်းတင်ယုံကြည်သည်နဲ့အညီဖြစ်စေလို့ဖះကပြောတဲ့ကြောင့်လာလာကြီးကိုဖះကပြောတာယူတစ်ချိန်လုံးယုံပြီးတော့မှတကယ်လှလာမှာသိကြပေါ့အထဲထဲကနေပြောမှာအိုးအကြည်သက်တွေထွက်ပြီးတော့မှလူတိုင်းကနော်အရန်ချောတဲ့ကြောင်လာပြောကြလိမ့်မယ်ဒါကဒီ filter ကိုတင်အပိတ်ဖွင့်နဲ့ပတ်သက်ပြီးတော့မှတင်ရုပ်ဆိုခြင်းရုပ်ချောခြင်းနဲ့လည်းတက်ရောက်နေတာဖြစ်တယ်နော်အဲ့တော့ကြွယ်ဝခြင်းကျမ်းမာခြင်းဘဝရဲ့အရာတွေအားလုံးကဒီနားမှာအဖွင့်အပိတ်လုပ်ဖို့အရင်ရေးကြည့်တယ်ဆိုတော့ don't open for Satan စာရန်အတွက်လုံးဝမဖွင့်ပါနဲ့စာရန်စကားလောကစကားရှိသေးတယ်တချို့တွေက negative ပဲပြောတာအဲ့ဆိုပိတ်ထားလိုက်တော့နားကိုနားမထောင်နဲ့တော့နော်အဲ့ဒါလေးတခုပြပြောတယ်အချိန်နဲ့သွားနေဆိုကျွန်တော်ဆက်ပြောမယ်မြင်လေးပဲပြောရတော့မယ်နော်နောက်တစ်ခုကမျက်စိမှာစင်ဆာထားရမယ်အကုန်လိုက်ကြည့်ပြီးတော့မှအကုန်လိုက်လုပ်လို့မရအောင်မျက်စိတွေကနေဝင်တာတချို့ဟာတွေအစရန်ကလေကျွန်တော်တို့ဖုန်းတွေရှိရတယ်နော်ဖုန်းတွေနဲ့အကုန်ဝင်တယ်ပြီးရင်အပြင်မှာလိုက်ကြည့်တဲ့ຢာတွေနဲ့ဝင်တယ်အဲဆိုတော့ဒါမနေ့ကလည်းပြောထားတယ်ဒီနေ့လည်းထပ်ပြောမယ်ဘာလဲဆိုတော့လောတနဲ့အာဗြဟံနဲ့နှစ်ယောက်ရှိတယ်အဲ့မှာအာဗြဟံမှာဖျားရဲ့အာကြီးရှိတယ်သူ့မျက်လုံးမှာဖျားရဲ့ filter တက်ထားတယ်အဲဆိုတော့သူကဖျားမျက်နှာလိုမြင်တယ်လောတကဖျားမရှိဘူးသူမျက်စိမှာသူကလောကရဲ့ filter တက်ထားတာဖျားလောကရဲ့ filter တက်ထားတော့သူကလောကမြင်တယ်လို့မြင်တာ
तू ကအရန်လာတယ်ဒီညီရွေးခိုင်းတဲ့ခါမှာလေဒီနေရာအရန်နေလို့ကောင်းတဲ့ပုံပဲဆိုပြီးတော့ तू ရွေးလိုက်တယ်ပောက်ကရနေရာကြီးဖြစ်နေတာမိသားစုတစ်ခုလုံးဒုက္ခရောက်တယ်အကုန်လုံးဒုက္ခရောက်တာကောင်းကင်တမန်တွေမှာဆင်းလာပြီးကယ်ရတယ်အေးအဲ့လိုမျိုးဖြစ်တယ်နော်အဲ့ဒါကဘာလဲဆိုသူ့ရဲ့မျက်လုံးမှာဘုရားရဲ့စံနာမရှိဘုရားရဲ့ filter မရှိအားကြောင့်မို့လောကမှာရှိရရင်မြင်ပြီးတော့မှပောက်ကရတယ်ဖြစ်တယ်အာဗြဟံကျတော့ဘုရားပြတဲ့ဟာကိုမြင်တယ်နော်ဘုရားရဲ့ filter activate ဖြစ်နေတယ်သူ့မျက်လုံးမှာအလုပ်လုပ်နေတာအဲ့တော့ကြောင့် तू ကဟိုလောကရဲ့လူတွေနဲ့မြင်တဲ့နေရာမှာခန်းချောက်တဲ့နေရာကြီးကိုမြင်နေရပေမဲ့ဖျားကဒီနေရာမှာသူ့ကိုကောင်းကြီးပေးမယ်ဆိုတော့ तू သိနေတဲ့အတွက်ကြောင့် तू သွားတဲ့ခါမှာတကယ်လဲ6တူတဲ့ရက်ကစမ်းရည်ထွက်ရရဖြစ်လာတယ်နော်အဲ့ဒီအရာကိုပြိုင်ခင်စကားပြောတယ်နောက်တစ်ယောက်ကဒါဝိတ်ကစစ်မတိုက်ရမယ့်ချိန်မှာစစ်မတိုက်ပဲနဲ့ရှောက်ကြည့်နေရပောက်ခဲ့ရတယ်နော်အားကြောင့်မျက်လုံးမှာပောက်ခဲ့လိုက်ကြည့်တဲ့လူတွေသတိထားပါသွားကြည့်တယ်လေနော်ဥရိယမယာမိမရေချိုးနေအောင်သွားကြည့်လိုက်တော့အဲ့မှာမျက်လုံးကြီးကို तू မပိတ်ထားဘူးလေဘုရားရဲ့ဆန်စာတက်လို့ရှိရင်တေချာပေါက်ဒီမျိုးသမီးရေချိုးနေရဆိုတော့ဘုရားကပြောမှာပဲမင်းကြည့်ရမယ့်အရာမဟုတ်ဒါမင်းအတွက်မဟုတ်သူများရဲ့အမျိုးသမီးမမြင်အပ်တဲ့အရာမကြည့်အပ်တဲ့အရာကိုသွားကြည့်တဲ့အခါကျတော့ဘာဖြစ်သွားလဲသူ့ဘဝကြီးဒုက္ခရောက်တယ်အဲကြောင့်မို့မျက်စိတွေအရင်တည်းထားဖို့လိုတယ်ဒီမျက်စိကတင်ဖွင့်တာတက်ရမယ့်အရာဖြစ်တယ်ဝိညာဉ်တော်စကားပြောမယ်နှုတ်ကပတ်တော်စကားပြောတာဖြစ်တယ်နော်ကြည့်လိုက်တဲ့အခါမှာတန်တိဟုတ်ပြီအဲဆိုတော့နော်ကျွန်တော်ကြမ်းကြတော့ဖတ်ချင်တယ်တုတ်တန်ကြံ4:26ကိုကျွန်တော်ဖတ်မယ်အဲ့မှာပါလဲဆိုတော့တင်သွားသောလမ်းကိုစူးစမ်း၍သွားလေရာ၌တည်ကြည်ခြင်းရှိစေလို့တဲ့နော်ဖျားခင်ကလမ်းသွားတဲ့ခါမှာတေချာစူးစမ်းပြီးရင်တည်ကြည်ခြင်းရှိစေပါတဲ့နော်တုတ်တန်ကြံ4:25မှာပါရှိတင်မျက်စိသည်ရှေ့ရှု၍မျက်ခမ်းတို့သည်တက်တဲ့အာယုံပြုတော့တဲ့နော်အဲ့ဒါကသူကအပေါ်မှာဆက်ဖတ်လို့ရှိရင်ဒီတုတ်တန်ကြံ4ထဲမှာလေဆက်ဖတ်သွားလို့ရှိရင်သူကဖျားရဲ့နှုတ်ကပတ်တော်ဟိုကြည့်ခိုင်းတာနော်အဲ့ဒါကဒီမျက်လုံးနဲ့ပတ်သက်တဲ့အရာဖြစ်တယ်ဒီမျက်လုံး filter နောက်တစ်ခုကအတွေးခေါ်ကိုစာရန်အမြဲတမ်းအတွေးတွေကိုတိုက်တယ်နော်အတွေးတွေကိုတိုက်တယ်မင်းကအောင်မြင်မဲ့လူမဟုတ်ဘူးဆိုပြီးတော့စိုက်ဝါးတွေလာထည့်တာနော်ဒီမှာမင်းကတော့ဘလို့မှလုံနိုင်မှာမဟုတ်ဘူးမင်းတို့အရန်ခတ်တယ်အေးအဲ့ဒါကြီးကိုလာထည့်လို့ရှိရင်တင်ကဘုရားရဲ့ filter ကြီးမတက်ထားလို့ရှိရင်စာရန်ပြောသမျှအယုံလုံးအကုန်လုံးကိုဒီအတွေးတွေထည့်ပြီးယုံပြီးတော့မှအဲ့တိုင်းပဲဖြစ်သွားလိမ့်မယ်အဲကြောင့်မို့ကျွန်တော်တို့ကဒီရဲ့အတွေးခေါ်မှာလဲ filter တက်ထားရမယ်တွေးကျင်တယ်လိုက်တွေးလို့မရအောင်လူကြောက်ကတရက်မှာအတွေးပေါင်းသန်းပေါင်းများစွာတွေးတာဖြစ်တယ်အဲ့ဒီအတွေးတွေထဲမှာစီညောနေလို့မရအောင်ဖြစ်တယ်အဲ့ဒီအတွေးတွေထဲမှာစံစာတွေတက်ထားရမယ်ဘုရားရဲ့ဝိညာဉ်တော်ရှိနေရမယ်ဘုရားရဲ့နှုတ်ကပတ်တော်ရှိနေရမယ်အဲ့ခါမှာဘယ်ရာကဘုရားနဲ့မကိုက်တဲ့အတွေးခေါ်လဲဆိုတာသင်ပေါ်ပေါက်လာလိမ့်မယ်ပေါ်လာတယ်အဲ့ခါမှာဘုရားနဲ့မကိုက်တဲ့အရာတွေဆိုဖယ်ထုတ်ပလိုက်ဘုရားစီကလာတဲ့အရာကိုပဲလက်ခံပြီးလို့ရှိရင်သင်ဘဝကဘုရားဖြစ်စေခြင်းတဲ့အရာတစ်ထက်တည်းဖြစ်လာလိမ့်မယ်နော်နောက်တစ်ခုကပါလဲနှလုံးသားဒီနှလုံးသားတော့ကျွန်တော်မပြောတော့ဘူးမင်းည podcast ကိုနားထောင်ပါ podcast မှာလည်းဆင်ပါပါဆိုနှလုံးသားနဲ့ပတ်သက်ပြီးပြောထားတာရှိတယ်ဆိုတော့ဒီနှလုံးသားအရန်ရေးကြည့်တယ်တိုက်ခိုက်သမျှအကုန်လုံးကို everything accept လုပ်ဖို့မဟုတ်တိုက်ခိုက်တဲ့လူတွေရှိတယ်နော်ဟိုပြောရှင်မကောင်းပြောတဲ့လူတွေရှိတယ်ကိုယ်နာကျင်စေမဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေအားလုံးတိမ်ကြုံရခံစားနေလို့မရအောင်နာကိုယ်တော်ကြီးဖြစ်သွားမယ်ကျွန်တော်အမိုးပြောနေကြဟိုနာကျင်မှုတွေစုဆောင်လာတဲ့ကိုယ်တော်ကြီးတွေနော်နာကိုယ်တော်ကြီးဆိုရင် no you are not that one တင်ကိုဖျားခင်ကနာကျင်ပြီးတော့မှတစ်ချိန်လုံးဆွေးမြေ့နေဖို့ဖန်ဆင်းထားတာမဟုတ်ဘူးတင်ကိုဝမ်းမြောက်ခြင်းနဲ့အသက်တာအသစ်နဲ့ကြွယ်ဝခြင်းနဲ့တောက်ဖျားခင်ဖန်ဆင်းထားတာဟုတ်တယ်အဲကြောင့်မို့ဒီနှလုံးသားတွေကိုစာရဏာထည့်ပေးတဲ့နာကျင်မှုတွေလောကပြီးရဲ့နာကျင်မှုတွေလက်မခံပါနဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကပြောတယ်တင်ရဲ့ကောင်းမွန်တဲ့အရာတွေဘုရားရဲ့ပေးတဲ့ဂတိတော်တွေပဲထည့်ထားပါအဲ့ဒီအရာတိုင်းပဲတင်ကအဲ့ဒီအရာတွေတော့ပဲဖွင့်ပေးပါနော်အဲ့ဒါတင့်ကိုကြဆွဲချမဲ့အရာတွေအတွက်တကားပေါက်ကိုပိတ်ထားလိုက်ပါဒီနေ့မှာဖျားခင်အဲ့ဒါကိုပြောခိုင်းတယ်နောက်တစ်ခုကကြတော့နှုတ်ပထမပြောနေသမျှအရာအလုံးအပြင်ကလာတဲ့အရာတွေဖြစ်တယ်ဒီတစ်ခုကကြောင့်အထက်ကနေထွက်မဲ့အရာဖြစ်တယ်အဲ့ဆိုတော့ရေဘူးထဲမှာရေထည့်ထားလို့တွန်လိုက်ရင်ဘာထွက်လာမလဲရေပဲထွက်လာမှာပေါ့ဟုတ်ရနော်စီထည့်ထားရင်ဘာထည့်မလဲစီပဲထွက်လာမှာပေါ့အဲ့ဆိုတင့်နှုတ်တွေကပြန်ထွက်လာမဲ့အရာတွေကတင့်ကို reflect ဖြစ်နေတယ်အဲဆိုတော့တင်ကနှုတ်ကပတ်တော်တွေထည့်တယ်ဝိညာဉ်တော်နဲ့ပြည့်နေရဆိုရင်တင်ပါဇက်ကထွက်လာတဲ့အရာတွေဖျားနဲ့ဆိုင်တဲ့အရာတွေပဲထွက်လာနိုင်မယ်နှုတ်ကပတ်တော်နဲ့ဖျားတကူနဲ့ဆိုင်တဲ့အရာတွေပဲတင်တွေကထွက်လာနိုင်မယ် yes အဲ့ဒီအရာကိုကျွန်တော်ဖျားခင်ကစကားပြောတယ်အဲကြောင့်မို့တင်နှုတ်ကနေပြန်နှုတ်ပါလေတကူရှိရလို့ပြောရနော်
တင်နှုတ်မွက်တဲ့အတိုင်းဖြစ်တယ်လို့ကျွန်တော်တို့ပြောထားတယ်နှုတ်မှာတကိုးရှိတယ်ဒီရှာကနေပြီးတော့မှတေချင်းရှိချင်းနဲ့ဆိုင်တယ်လို့ပြောတယ်အဲ့လောက်ထိတကိုးကြီးတယ်အဲဒါကြောင့်မို့ဒီပါဇက်ကြီးကိုလေဖွင့်ရင်လည်းဖွင့်လို့မရအောင်ကျွန်တော်တို့ကပြောချင်တဲ့စကားတွေပြောခွင့်ရှိရနော်ဟိုစကားပုံရှိရရှာအယိုးမရှိဘူးအရန်လှုပ်ရှားလွယ်တာဖြစ်တယ်ဒါပေမဲ့အဲ့လွယ်တိုင်း၆ပြောလို့မရအောင်ဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ပြောတဲ့စကားတွေကတပားလူအတွက်လည်းကောင်းကြီးဖြစ်စေနိုင်တယ်ကျွန်တော်တို့ကိုယ်တိုင်အတွက်လည်းကောင်းကြီးနဲ့အမင်္ဂလာနဲ့နှစ်ခုတွဲပြီးယူဆောင်လာတယ်အဲကြောင့်မို့ဒီရဲ့နှုတ်ကိုမှလည်းစံစာထားပါဝိညာဉ်တော်ကစကားပြောနိုင်တယ်တခုမပြောခင်မှာဒါသမီးဒီစကားမပြောနဲ့ဆိုရင်ပိတ်ထားလိုက်တော့အဲ့ဒါကတင့်အတွက်လည်းကောင်းကြီးမဖြစ်တယ်လို့တခြားလူတွေလည်းကောင်းကြီးမဖြစ်ဘူးเนาะအဲဆိုတော့ဒီ filter မှာတင်းရဲ့နှုတ်မှာအဖွင့်အပိတ်လုပ်ထားဖို့လိုအပ်တယ်เนาะသူတို့ဘာလဲတင့်ကိုအပြောခံလို့အပြောမခံနဲ့တင့်ကိုလည်းမပြောပါနဲ့တချို့မကောင်းတဲ့အရာတွေ negative တွေကိုမထုတ်ဖို့အတွက်အဲ့ဒီအရာကိုဒီနေ့မှာပြောချင်ပါတယ်เนาะအဲဆိုတော့ကျွန်တော်ပြောချင်တာကဒီလောက်ပဲဖြစ်တယ်အဲဆိုတော့ filter စစ်ပြီးတော့မှသွားပါเนาะစစ်ပြီးတော့မှသွားပါစကားပြောတဲ့ခါမှာလည်းစစ်ထုတ်ပြီးမှပြောပါအတွေးခေါ်တွေကိုလည်းစစ်ထုတ်ပြီးမှတွေးပါကြားသမျှကိုလည်းအကုန်နားမထောင်ပါနဲ့မျက်စိကလည်းကြည့်ခြင်းမှာfilter ရှိပါစေဝိညာဉ်တော်နဲ့သွားပါနှုတ်ကပတ်တော်နဲ့သွားပါအဲ့ဒီຢာကတင်းသက်တာရဲ့ပြောင်းလဲနေဆိုင်တယ်တချို့တွေငွေကြေးမကြွယ်ဝဘူးစင်ရမွဲတည်နေတယ်တချို့တွေမကြမ်းပါဘူးတချို့တွေဝိညာဉ်ရဲ့မှာလုံးဝမတိုးတက်ဘူးအဲ့ဒါကဘာနဲ့ဆိုင်လဲဆိုတော့တင်းတကားပေါက်ဖွင့်ပိတ်နေတယ်အများကြီးဆိုင်နေတာဖြစ်တယ်အဲဆိုတော့အဲ့ဒီຢာတွေကတင်းရဲ့ဘဝတစ်ခုလုံးအတွက် affect ဖြစ်နေတယ်ဆိုတာကိုဖျားခင်ဒီနေ့မှာစကားပြောခိုင်းတယ်အရောက်ရှင်ဖျားရှင်ကောင်းကြီးပေးပါစေ